ဒီနေ့ကတော့ဝက်လက်ကြံဆိုင်လေးချက်စားဖြစ်ပါတယ်ဒါကတော့ပါဝင်တဲ့ပစ္စည်းလေးတွေပါပထမအဆုံးအနေနဲ့ဝက်လက်ပေါင်းမှုအတွက်ဝက်လက်ကိုနှက်ပါမယ်ကြက်သွန်ဖြူလေးရဲ့ဂျင်းထောင်းထားတာလေးရဲ့ပြီးရင်အယောင်လေးနည်းနည်းစူစီဖို့အတွက်ပဲငတ်မြားလေးနည်းနည်းလေးထည့်မယ်ပေါ့နော်ဒီနေရာမှာပဲငတ်မြားရဲ့အပြစ်ကိုပဲသုံးပါမယ်ပြီးရင်တော့စားလေးငယ်ထပ်ပြီးတော့45မိနစ်လောက်ရေခဲတထားရဲမှနှက်ထားပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့ဆောနာကနှက်ထားတဲ့ဝက်လက်ကလေးတွေကိုမွေးနေအောင်လို့စီလေးပြန်တက်ပေးပါမယ်ဝက်လက်ကလေးမွေးလာပြီဆိုလို့ရှိရင်တော့ဆောနာကနှက်ထားတဲ့ခွက်ထဲကကြံတဲ့ကြက်သွန်ဖြူချင်းလေးတွေကိုပါသွားအောင်လို့ရေလေးနည်းနည်းလေးထည့်ပြီးတော့ပြန်ပြီးလုံးထားပေးပါမယ်ပြီးရင်တော့ရေလေးနည်းနည်းထပ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့45မိနစ်လောက်နူးသွားအောင်ပေါင်းထားပေးပါမယ်အခုလိုမျိုးလေးပေါင်းပြီးနူးလာပြီဆိုလို့ရှိရင်တော့နိုင်ကအိုးလေးတအိုးထဲမှာဝက်သားကိုဖယ်ထားပေးပါမယ်ပြီးရင်တော့စီအိုးလေးတည်ပြီးကြက်သွန်ဖြူလေးကိုစီတက်ပါမယ်ပြီးရင်တော့ဆောနာကတန့်စင်အောင်စီးထားတဲ့ကြံဆိုင်လေးတွေထည့်ပြီးတော့မွေးလာအောင်လို့အရင်ဆုံးစီတက်ပေးပါမယ်အဲကြမှာဝက်လက်ကမွေးနေတဲ့ရတာလေးကြံဆိုင်ရဲ့ကြက်သွန်ဖြူမွေးရတာလေးရောပြီးတော့စားလို့ကောင်းပါပါပြီးရင်တော့အခုလိုမျိုးဝက်လက်ကလေးတွေထည့်ပြီးတော့ဆောနာကပေါင်းထားတဲ့ရေလေးတွေပြန်လောင်းပြီးတော့လုံးပေးပါမယ်။နိုင်ကတော့ဝက်လက်ကိုနူးဤနေရာလေးစားနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝက်လက်ကြီးပဲ45မိနစ်လောက်ပေါင်းနေပြီးတော့ကြံဆိုင်တဲ့ဝက်လက်ကို45မိနစ်လောက်ပေါင်းပြီးထပ်အုပ်ထားပါတယ်။အခုလိုမျိုးလေးပုတ်ပွက်လေးဆူလာပြီဆိုလို့ရှိရင်တော့နောက်ဆုံးပိတ်အနေနဲ့ပဲပြားလေးရယ်ငရုတ်သီးစိမ်းလေးရယ်ထည့်ပြီးတော့အုပ်ထားပေးပါမယ်။ပြီးရင်တော့အခုလိုမျိုးကြက်သွန်ဖြူနဲ့မွေးလေးနဲ့ဝက်လက်ကြံဆိုင်ရပါပြီရှင်။ကျေးဇူးများတင်ပါတယ်